ထိလည်းမစင်းစစ်ကအထိပေါ့နော်အထိကဲတရားမှာဒါလို့ဆိုမလို့ပါစာလောက်ဆောင်မို့ပါစာမကောင်းလည်းရင်ဖြစ်ပေါ်လာမင်းပြစ်ရှင်းများဟုတ်ပြီလားဆိုင်ရတဲ့စည်းမှာဘာဖြစ်လို့ပါစာပါလာတာတော့ဘာဖြစ်လို့ပါစာကတက်ဆန်ထားတာဒါသိမလို့လားဟုတ်တယ်နော်ပါစာရေးလှုပ်ဆောင်မှုကိုမသိရင်ပါစာရေးဖြစ်ပေါ်လာမည်ရဲ့ပြည့်ရှင်းအရာလက္ခဏာကိုအကြောင်းအကျိုးတရားကိုမသိနိုင်ဘူးဟုတ်ပြီလားဆရာဗျာပါစာဒီဘာကိုလှုပ်လောက်တာတော့ခဏကရှိကပြုတ်တယ်လို့တာလိုက်စကန်ရဲ့ရွေးလျာမုံကြောင့်ပါစာဖြစ်ကြတဲ့အချိန်ကမှာပါစာက AC အဖြစ်ထုတ်ပေးတာဟုတ်ပြီလားAC ဒီဘာကိုထုတ်ပေးတာတော့ဘယ်ထိသွားတော့ AC ကလက်ပြတ်တယ်ဟမ်စီဒီပါစာကဘယ်သွားတော့စီဒီယာသွားတယ်ဟုတ်လားဆရာတဲ့ဒီသွားဟုတ်ပြီလားအဲ့ AC ပြေထုတ်ပြတာနော်ဟုတ်ပြီအဲ့ဒါမှာဆရာဒီပါစာဒီဆရာပြောသလိုပေါ့ပါစာဒီလွန်မြော်ကိုဝင်းလျံဘာဖြစ်လာမအောင်စတဲရှိတဲ့လက္ခဏာမဖြစ်ဘူးလားဖြစ်တယ်ဒီဆိုတဲ့ဝေးသွားတာဟုတ်ပြီလားဒီဆိုတဲ့အားနေသွားတယ်ညီလောင်စာစီတစ်ခုကိုလောင်ကျွမ်းနိုင်ဖို့တဲ့တေဆိုတဲ့ဆိုတော့အရာကလည်းလုံလောက်မှုမလိုဘူးလားအဲ့ဒါကြောင့်ဒက်လီဘောနဲ့ညီမခန္ဓာကိုယ်ကျမ်းမာတယ်လို့အိုက်ကွန်စောကောင်းခန့်တယ်လို့ပေါ့နော်ဆက်မှာလေဒက်လီဘောနဲ့ညီမဟလာကောင်းပါနဲ့ပထဝီဆိုတော့ကောင်းပါနဲ့စက်တစ်ခုဖြစ်လာတာဟုတ်လားအဘောတဲ့ဘလောက်ပဲစီမံကန်ဝါရုတ်တဲ့ corporation ဆိုတော့ဝါရုတ်တဲ့လေလုံလောက်အောင်မရှိရင်ရပါလားကောင်းပါမလားမကောင်းပါနဲ့ဘူးဟုတ်လားဝါရုတ်တဲ့ဆိုတော့ corporation ဆိုတော့ဝါရုတ်တဲ့လေဒီလုံလောက်အောင်ဘလောက်ပဲရှိစေကမုံလေဟုတ်ပြီလားတေဆိုတဲ့ဆိုတော့ main business ကမလုံလောက်နိုင်ရင်ကောင်းပါနဲ့စက်တစ်ခုဖြစ်လာပါလားမဖြစ်နိုင်ဘူးဟုတ်ပြီလားအဲ့ဒါကြောင့်တကြီးလေးပါနဲ့ညီမြမှာစက်တလုံးဆိုတာကောင်းပါနဲ့စက်တစ်ခုဖြစ်လာတာဟုတ်ပြီလားဒဲတဲ့ဝါရုတ်တဲ့ပြက်ပြီးဆိုရင်လည်းစီစားတဲ့မြခဏအဆွေမကောင်းတဲ့လက္ခဏာဖြစ်ဘူးလားဖြစ်တယ်တေဆိုတဲ့ပြက်ရင်လည်းစီစားတဲ့လက္ခဏာတွေမဖြစ်ဘူးလားဖြစ်တယ်အာဝတဲ့မြရင်လည်းစီစားတဲ့လက္ခဏာတွေမဖြစ်ဘူးလားဖြစ်တယ်ဟုတ်ပြီအဲ့ဆိုကစားရဒီနေ့ပါစာရေးလောက်ဆောင်မှုပါစာမကောင်းတဲ့ဖြစ်ပေါ်တဲ့လက္ခဏာပါစာရေးလောက်ဆောင်မှုဒီဘာလို့လဲတီဆိုတဲ့တန်လိုက်စက္ကန့်လေးရဲ့ရွေးလျာမုံကောင်ဖြစ်ကြုံနေတဲ့အချိန်မှာပါစာက AC အပြည့် CDA ကိုထုတ်ပြတာဟုတ်လားကိုထုတ်ပြတာနဲ့ဒီပါစာက CDI ဟမ် CDI ကိုထုတ်ပြတာမဟုတ်ဘူးလားဆရာပြောတာဟမ်ဘာတော့